အားလုံးပဲမင်္ဂလာပါကျမဒီ Sponty Talk လေးတွေပြောပါဘောเนาะအမှန်တမ်းပြောရင်ကျမ podcast တွေကအရှိကြီးတွေမလားအဲ့လို Sponty Talk ကြတော့သူကအဲ့လိုဒီလို short လေးတွေဖြစ်တဲ့ခါကျတော့1 minute တို့2 minute တို့ပဲပြောရတော့တခါကျရင်ပြောချင်တာတွေအများများပြီးတော့အမြန်အမြန်ပြောရတာရှိရပါတော့အဲ့1 minute 2 minute အတွင်းမှာဝင်အောင်လို့လဲပြောရတဲ့ခါကျတော့ပြောချင်တဲ့ဟာရဲ့အများကြီးကို cover မဖြစ်ဘူးပေါ့နော်ခုတောင်ပြောရင်းနဲ့ရှိသွားပြီကျမပြောချင်တာကပေါ့နော်ပစ္စည်းတွေအများများတယ်ပေါ့နော်လူတစ်ယောက်ကပေါ့နော်ပစ္စည်းဆိုတာလို့အိမ်မှာပစ္စည်းတွေပြီးလို့ရှိရင်အခုခေတ်က capitalism ဖြစ်တဲ့အခါမှာလွယ်လွယ်နဲ့ပစ္စည်းတွေဝယ်ကြရပေါ့နော်ပစ္စည်းတွေပုံလာတာအဲ့လိုကိုယ့်ရဲ့နိုင်ငံမှာကိုယ့်အိမ်မှာနေတာပြဿနာမရှိပေမဲ့ကျမဒီမှာအရန်အဲ့ဒီဟာသင်ခန်းစာအရန်ရသွားတခုရှိရပေါ့နော်အိမ်ပြောင်းတဲ့ခါကျအရန်သိတာကျမလာတော့23 kg နဲ့ luggage နှလုံးကနေတအိမ်ပြီးတအိမ်ပြောင်းသွားတဲ့အချိန်မှာနောက်ဆုံးတအိမ်မှာဆိုလို့ရှင်ကျမကတစ်နှစ်နေလိုက်တာပေါ့နော်တစ်နှစ်နေလိုက်တော့အဲ့အိမ်မှာပစ္စည်းအများကြီးဆိုတာ luggage 10 လုံးတွေရောအထုပ်တွေရောအများကြီးဖြစ်လာတာပေါ့နော်အဲ့ဒါတော့မှအိမ်မပြောင်းခင်တော့ဖယ်လိုက်တဲ့ပစ္စည်းအများကြီးပေါ့နော်နောက်ဆုံးတနေရာရောက်လာတဲ့အချိန်မှာတခုခုဆိုဝယ်ရမှာတော့ကြောက်လာတခုခုဝယ်လိုက်လို့ရှင်ငါဒါကြီးကတကယ်သုံးမလားမသုံးဘူးလားပေါ့နော်လက်စင်ရအောင်ပေါ့နော်အဲ့လိုတိတ်တိတ်တိတ်လေးတွေရှောက်ဝယ်တဲ့ချက်ပေါ့နော်ကျမအိတ်ကြိုက်တယ်မလားကိုကြိုက်တဲ့အိတ်တွေ့ရဆိုလို့ရှင်ဝယ်လိုက်တော့အိတ်တွေကအမှန်တိုင်းပြောရင်အများကြီးဖြစ်သွားတာပေါ့နော်ဥပမာအပေါ်စားလေးကြိုက်တယ်အကောင်းစားလေးကြိုက်တယ်အဲ့လိုဖြစ်တော့နောက်တော့ intentionally ပြန်လုပ်ရတယ်ပေါ့နော်ဒီအိတ်ကိုဘယ်နှလုံးရှိဖို့လိုလဲငါအတွက်ကပြီးရင်ငါ style နဲ့ကဘယ်ဟာပိုလိုက်လဲပေါ့နော်ပြီးရင်ဘယ်အင်ဂျီအယောင်တွေနဲ့အများဆုံးဝတ်တာများလဲပေါ့ပစ္စည်းတွေပြန်ပြီးတော့ short ချရတာပေါ့နော်မနေ့မနေ့ short ချဘာလို့ဆိုလိုချင်တာတွေများတာ哦အခုဆိုရင် spring ရောက်လာပြီဆိုလို့ရှိရင် season တွေနဲ့လာတာ哦ဒီ season မှာဆိုဒါလေးတွေဆိုရင် quality ကောင်းတာတစ်ခုနှစ်ခုလောက်ကိုဝယ်ထားပြီးတော့ပဲပြန်သိမ်းထားပြီးနောက် season မှာပြန်ဝတ်ပေါ့နော်အဲ့လိုအကျင့်တော့ပြန်လို့ဘာလို့လဲဆိုတော့ first fashion လို့ခေါ်တဲ့ Asian မှာကျတော့ပေါ့ပေါ့နဲ့များများဝယ်တဲ့ဟာမျိုးဖြစ်နေတာပေါ့နော်ဒီကလူတွေကကျတော့သူတို့ကအဲ့လို quality ကောင်းကောင်းလေးနဲ့တစ်ခုနှစ်ခုပေါ့နော်အနွေးရယ်ဆိုလို့ရှိရင်လည်း wool leather ဆိုလို့ရှိရင်လည်းအစစ်ပေါ့နော်တကယ်ကောင်းကောင်းလေးကိုဒါပေမဲ့ဈေးတော့ကြီးရယ်ထားပါတော့ဥပမာယူရို100ရန်ဆိုလို့ရှိရင်20ရန်5ခုလောက်ဝယ်မဲ့အစားသူတို့အဲ့လို100ရန်တစ်ခုပဲဝယ်လိုက်တယ်ပေါ့နော်ဒီကလူတွေကကျတော့များသောဖြစ်ကကျတော့ experience ကိုပို့ပြီးတော့ပတ်စံပေးကြတယ်ဥပမာ ski trip သွားတာတို့တောင်တက်တာတို့ခရီးထွက်တာတို့ vacation အကြာကြီးသွားတာတို့ပေါ့နော်ကျမတို့ကျတော့များသောအားဖြင့်ပစ္စည်းဝယ်ချင်တာများတာကိုအဲ့တော့ကျမတခါဥပမာတစ်ခုပြပြအောင်မယ်အဲ့တော့ Shawn Mendes ကဒီ Budapest မှာလာပြီးတော့ concert လုပ်တယ်ပေါ့နော် festival မှာတော့တချင်းဆိုရယ်ပေါ့နော်အမှန်တော့ကျမအဲ့ festival သွားချင်တယ်ဖြစ်ချင်တော့အဲ့မှာကျမလိုချင်နေတဲ့နှစ်ချက်ကလေးကလည်းရှိရပေါ့နော်ဒီ earphone လေးပေါ့နော်ဆိုတော့ festival ရဲ့ပတ်စံticket ဖိုးနဲ့ခီးစိတ်ဖိုးက maybe ဒေါ်လာ250 300လောက်ကနေကျမယ်ဆိုပါတော့အဲ့တော့ကျမနေမှာအဲ့ချိန်မှာကျမအဲ့ Sony A75 လေးလားမသိဘူးအဲ့ဒါကိုကြည့်ရင်လည်း okay ဒီ festival သွားမယ်စားငါနှစ်ချက်ဝယ်လိုက်မယ်နှစ်ချက်ဝယ်လိုက်ရင်ဘာဖြစ်ပစ္စည်းတစ်ခုပိုင်သွားရယ်ဆိုတဲ့စိတ်နဲ့ဝယ်လိုက်တယ်ပေါ့နော်မသွားဘဲနဲ့နှစ်ချက်ကိုရွေးချယ်လိုက်တယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုအဲ့နှစ်ချက်ပျောက်သွားတယ်အဲ့တော့ကျမမှာအဲ့နှစ်ချက်လည်းမရှိတော့ဘူးပိုင်ဆိုင်တဲ့ပစ္စည်းလည်းမရှိဘူးအဲ့ experience လည်းမရလိုက်ဘူးဖြစ်သွားတာပေါ့အဲ့တော့နောက်ပိုင်းတော့ကိုခရီးသွားတာကိုပို့ပြီးတော့ပဲပတ်စံထည့်တော့ရယ်ပေါ့နော်အဲ့လိုမျိုးခရီးသွားတဲ့ experience တွေကိုပတ်စံပို့ပေးလိုက်တော့ရယ်ပေါ့နော်ဒါကတော့ကျမရဲ့ material over experience ပေါ့နော်အဲ့ဒီ experience လေးပြပြတာပါနောက်ထပ် episode တွေမှာပြန်တွေ့ပါမယ်တတ